ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကဘေကွန်ချန်နဲ့ဘေကွန်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဒီဂိမ်းလေးဆော့ပြလိုက်ဟောရေးတော့ကျွန်တော်ကဲဒီဂိမ်းလေးတော့ order game မျိုးသားလေးပဲဖြစ်ပါတယ်နေ့လိုက် order တွေတက်ပါတယ်ပေါ့နော်ကျွန်တော်ခုကတော့ငပိန်6ရိုးလေးပဲရှိပါသေးတယ်နောက်ကတော့ order တွေထွက်ရင်တွေ့ကြလာလို့ဒီကပြေးသက်ပါမှာပြင်းတော့ order တွေတက်ပါတယ်ကဲကျွန်တော်တော့ကြည့်ကြမယ်โอ้ลาบาလေးပေါ့ရှောင်းနေအိုးနားနေလာဘတော်တော်ပူတယ်ငါတို့ state 2ကတော့ဒီ line တွေကိုကျွန်တော်ရမယ်ထင်ပြီးသွားခဲ့တယ်ဒါပေမဲ့ရသွားခဲ့ပါတယ်မဆူလာတော့နဲ့ပြန်လာပါတယ်အိုးဘလိုင်းနဲ့ order နဲ့မိုက်သွားပြီပေါ့နော်ဒါပေမဲ့နည်းနည်းတော့ပိန်ပါသေးတယ်ကဲဒါလေးနှစ်ဆလေးကိုဝယ်လိုက်ပါတယ်ဆူလာတော့နဲ့ကဲပြေးပါတယ်တခါတည်းနှစ်ခုဖြစ်သွားပါပြီခုကတော့ကဲပြေးထားတယ်ဟိုဒါနဲ့ order ကြီးကဘေးနားမှာမိုက်သွားတယ်လို့ခံစားရပါတယ်မိုက်သွားပါကဲဒီဘက်မှာတော့ဦးလေးဖောက်လို့ရအောင်ကဲဦးဖောက်ဖို့တော့ကျွန်တော် supply သွားယူမှာဖြစ်ပါတယ်လာပါရီပေါ်ဖြတ်ချောက်ရပါတယ်။အိုး order ရပြောင်းလိုက်နီးအောင်ပြရ။ Oh my god order တွေကတကယ်ကိုမိုက်တယ်။ဒီလိုင်းလေးတွေကတော့ easy လေးသွားတယ်။ကဲ။အိုးစူးညွန်နေနဲ့ထိုးတာ။ဒီစူးညွန်ခန်းနဲ့ကျွန်တော်ရသေးတယ်။ဒီလာပါခန်းမှာကျွန်တော်ဖင်ရလိုက်တယ်။ကဲဖင်ရလိုက်တယ်ရမတိဟိုပေါ်ခုံးတဲ့အတိုင်းပဲမရခဲ့ပါဘူး။မရခဲ့တဲ့ဆူလာတစ်ထိပ်ပြီးပြန်ခဲ့ပါမယ်ကဲနောက်ထပ်အစ်ဒီတစ်ခါတော့9ခုတက်တဲ့ဟာပဲဖြစ်ပါတယ်တကယ်ကိုမိုက်တယ်ပေါ့နော်ဖမ်းရတာလည်းမြန်တယ်ဆူလာ25ခုကျွန်တော်15ခုထည့်ပြီးသွားဖောက်ခဲ့ပါမယ်အော်ရာနီအောင်ကြီးနဲ့မိုက်သားဖြစ်သွားပါပြီခွာတော့ကဲကျွန်တော်ပြေးတဲ့ပုံမှာဖမ်းခဲ့ပါတယ်ကျွန်တော်ပြင်းနဲ့ပြေးပါတယ်ကျွန်တော်ပြေးပြီးဆိုတော့ကဲသွားပါမယ်နောက်ကနေတောင်မင်းထွက်လာတာပဲဖြစ်ပါတယ်ကဲဒီဘောရှောက်လိုက်တော့ကျွန်တော်ဘာလို့တော့မသိဘူးသွေးမရောတော့ဘူးပေါ့နော်ဒီလိုင်းလေးနဲ့သွားပါတယ်ဒါလည်းတော့စူးကြုံလေးပါကဲဒီလာပါခန်းအောင်ရမလားဆိုပြီးဖြတ်ကြည့်ပါတော့အိုးလူပူလေးပြမှာပါများခဲ့ပါလူပူလေးဖြစ်သွားပြီမများခဲ့ပါလူပူလေးကဘလောက်ပိုတောင်းနေပါတော့ခုနကောင်ထကဲကျွန်တော်ပြန်သွားကြည့်မယ်ဆိုပြီးသွားပါတယ် level 20နဲ့ပါကဲဒီတစ်ခါတော့သွားပါဒီခန်းလေးတွေတော့အေးဆေးလေးဖြစ်နေပါမယ်အစိုးကြုံထိုးရင်တော့တိတ်မဖြုံတော့ပါကဲစူပလာ30ယူပြီးဦးသွားဖောက်မှာဖြစ်ပါတယ်ကဲဦးသွားဖောက်ပဲဦးဖောက်တယ်အိုးကျွန်တော်3000တောင်ပြည့်သွားပါပြီတွေ့ရတာအန်ကုံမုံလေးပေါက်ခဲ့ပါတယ်လို့ကျေးဇူးတင်ပါတယ်အကုံမုံလေးပဲထားလိုက်ပါတယ်ကိုကတော့ train မို့လိုအပ်နေတယ်ဟို river လဲလို့ရပါတယ် train မို့လိုအပ်နေလို့ train လိုက်ပါသေးတယ်ကဲ order တော့နီအောင်ကြီးဖြစ်သွားပါတယ်မိုက်စားပြီပြန်သွားကြည့်မယ်လာပါမှသွေးမရောတော့ပါဘူးလို့အစင်းနေတက်လာလို့လာပါမှသွေးမရောတော့ရေလိုင်းကတော့နည်းနည်းပဲရောတာပါကဲစူးကြုံကဲဒီတစ်ခါလာပါကိုရမယ်ထင်ပြီးတော့သွားခဲ့ပါလေရမလားမရသွားဘူးလားကြည့်လိုက်ပါအိုးရသွားပါတယ်လို့မဖေးများဆို25ခုပဲယူခဲ့ပါတယ်ကျွန်တော်ဦးထပ်ဖောက်ပါမယ်လို့ဦးထပ်ဖောက်ပါတယ်ဒီတစ်ခါတော့မြေခွေးပေါက်ပါတယ်
ကိုတော့ပြေးသက်ပေါ်မှာ train နေပြီတော့တကယ် train ရတာတော်တော်များပါတယ်အဲ့အချိန်မှာပဲအဲ့ဒါတက်သွားပါတယ်တော့ပြေးအဲ့ဒါတက်နေအချိန်မှာပဲဘေးနာဆင်းအောင်ဘလူးဖြတ်ပြန်သွားတော့တွေးလိုက်ရမှာရှိပါတယ်ခုကတော့ကောင်းပါပါလေဘီနာကောင်နဲ့ကျွန်တော်ထပ်ပူကျန်းနေပါတယ်လို့ပြေးတယ်ဒီကနေ့ train ရတဲ့အချိန်ကြီးတော်တော်များပါတယ်ဒါကျွန်တော်8000ပြည့်သွားလို့သွားပါတယ်ဒီတစ်ခါအစိတ်ခန်းအောင်သွားကြည့်ကြကောင်းမလားရေလမ်းကတော့ဖြုံတော့ပါ8000ဆိုတော့တော်တော်များနေပါသူတို့လည်းဖြုံတော့ပါလာပါတော့ဖြုံပါလေအမသိတော့ဖြုံပါကျွန်တော်သွားကြည့်ကောင်းမလားမကောင်းဘူးလားစဉ်းစားနေတာဖြစ်ပါတွေးပြတဲ့ဒီဆောက်အောင်ပြီးတော့သွားလိုက်မယ်ဆိုပြီးတွေးလိုက်ပါတယ်အမသွားပါပြီဟိုတွေးတော်တော်ရောပါတယ်လို့ရောက်ခန့်နီးလေးမှအိုးဒါကြီးတော့စိတ်မကောင်းစရာပါရောက်ခန့်နီးလေးမှရှော့သွားတာပါနော်ဖြစ်သေးဘူးဆိုရင်ကျွန်တော် train ပါတယ်လို့train ပါတယ် train နဲ့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 ကဲကျွန်တော် train မြသွားပြီကဲဒီ line လေးတွေကမချုံတော့ဒီ line ဓာတ်မဲ့ကိုမထိသလားလို့ပေါ့နော်ဟိုစူးကျုံကြီးပါဓာတ်မဲ့မထိဘူးဆိုကျွန်တော်ကြမ်းလာပြီပေါ့နော်တော်တော်လာပါလေဟိုလိုမချုံတော့ပါကျွန်တော်အဲ့ဒါသွေးပြေးတော့စောင့်ပြီးသွားပါတယ်ဒီတစ်ခါရမလားမရလားဆိုတော့အားလုံးလိုက်ကြည့်ကြပါဦးကျွန်တော်ခုံနေသွေးထိတယ်ဆိုမှလည်းရသွားခဲ့တယ်ပေါ့နော်ကျွန်တော်နောက်ထပ်အဆင့်ကိုသွားကြည့်လိုက်တယ်နောက်ထပ်အဆင့်ကတော့လွယ်လေးပေါ့နော်အဲ့ဒါလေးမပေါ်တဲ့အချိန်မှာပြေးရတာပေါ့နော်ကဲသွားတယ်နောက်ဆုံးတော့လွတ်ခဲ့ပါတယ်အရှိတော့မသွားခဲ့ပါဘူးစူပလာ250ယူပြီးတော့အိမ်မဲပြန်ခဲ့ပါတယ်ကျွန်တော်တစ်ဝယ်ရတော့မယ်အိုးတစ်ခါလုံးရင်50ဆိုတော့10သားတောင်တက်သွားတာပါနော်ကျွန်တော်ဖောက်ရင်ကောင်းမလားဆိုပြီးတွေးနေတဲ့အချိန်မှာ250တန်တော့ဖောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာမြေခွေးလေးပေါက်ပါတယ်ငွေရောင်မြေခွေးလေးကျွန်တော်ထားခဲ့ပါတယ်ငွေရောင်မြေခွေးလေးကျွန်တော်ဒီမှာ rare နဲ့ကောင်ဖြစ်သွားပဲတွေရတော့တော်တော်ကြီးတက်သွားတာ50ဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒါထပ်ဖြစ်သွားပါတယ်လောပါတယ်လေ training လေးချင်းဟိုဘလာရတော့မိုက်တော့နော်ဘုံဆိုပြီးအကောင်ပြောင်းมาပါတယ်ခုနငပိန်လေးနဲ့နည်းနည်းတူတယ်လို့ရှိပါတယ်ဒါပေမဲ့မာဆယ်တွေပိုတက်လာပါတယ်ဒီကောင်လေးကတော့ခုချိန်ဆိုရင်တော့ level 31ရောက်လာပါကျွန်တော်သွားကြည့်ပါတယ်ဒီနားလေးတော့မဖြုံတော့ပါဘူးလို့ဒီကလည်းမဖြုံတော့ဖိဖရနသူကျန်ဒမ်းမိတ်ထိတာဆိုတော့ထိပါအောင်လာတော့ထိပါသေးတယ်ဒီလာပါလေကတော့ဒါပေမဲ့ဖြုံတော့ဘူးလို့လာပါထိတာကဲသွားတယ်ဆက်သွားထားပါတယ်ဒီခန်းကိုလည်းအေးသေးသေးရှောင်းဝင်လို့တွေးထားပြီမဲ့ဒါပေမဲ့ထိမှကြောက်တော့နည်းနည်းဖြည်းရင်းထားပါရှေ့ဟောသွားရမယ်ထင်ပြီးတော့သွားခဲ့တယ်ပဲပေါ့နော်ဒါပေမဲ့ရှော့သွားပါလေ
ကဲဒါလေးစပင်းဝင်းလေးလဲလိုက်တော့10 flower ပေါ့ပါတော့ရတယ်ဒီခန်းလေးတွေကတော့ဖြုံတော့ပါဒီဆိုင်ဝင်လေးကျွန်တော်တို့လွယ်နေပါအဲ့ဒါနဲ့ဖင်ရမယ်လို့တွေးပြီးတော့အိုးကျွန်တော်1000ပြည့်အောင်စုမှာပါဒီဘက်လောက်ချင်လို့ပေါ့နော်1000ပြည့်အောင်သွားယူကြအောင်သွားပါလေသွားတယ်ကဲပြေးပြီပြောဆိုပြေးပါလေကဲဒါလေးတွေကျွန်တော်တစ်ခါလေးတွေတော့စိတ်မရှိတော့ဘူးဒါမှလည်းဓာတ်တွေကအများကြီးပဲထိတယ်ဆက်သွားပါမယ်ကဲဒါဒီအလေးလာပါပေါ့ဒီခန်းလေးတွေတော့အေးဆေးလေးပဲမလို့ဘလူးတူပဲကြည့်လိုက်အောင်အိုးမိုက်ရပါတော့စူးကြုံလေးတွေထိုးပေမဲ့ဒါမှကျွန်တော်ကျန်းသားအော်ရိုင်းနဲ့နောက်ကလိပ်ပြာတောင်ပန်လေးနေပါနော်မိုက်ပါတယ်အပြာရောင်လေးနဲ့ဆိုတော့ပို့ပြီးတော့မိုက်သွားပါတယ်ကျွန်တော်စကင်လည်းပြောင်းကဲစိတ်မရှိလို့ဖြတ်ပါတယ်ကဲနောက်ထပ်250ပဲလူတော့ပါစူဖလား250ပဲလူတော့အချိန်မှသွားတယ်ကဲဒီခန်းလေးတွေကတော့ကြားတယ်ပေါ့နော်ကဲဒီခန်းလေးကိုလည်းဆော့ကြည့်တာပါလို့မိုက်ပါတယ်ကျွန်တော်အမှစိတ်မရှိလို့ဖြတ်ချောက်ပါတယ်ကြားရစိတ်မရှိလို့ဖြတ်ချောက်ပါတယ်အဲ့ဒါနဲ့1000ပြည့်သွားခဲ့ပါတယ်လို့ရီဘတ်လောက်တော့ပါမယ်အိုးရီဘတ်လောက်လိုက်ပြီဆိုအိုးငပိန်လေးဖြစ်သွားငပိန်လေးဆိုရင်ဟိုဘက်က2H aura ဆိုတဲ့ဘက်မှာပြေးလို့ရသွားပါရင်အစိမ်းရောင်လေးပါမှာစားပိုင်းတော့ကျွန်တော်မသိပါဘူးပြီးမှစတိထားပြီးပြေးပါတယ်အိုးတော်တက်ပါတယ်လို့တော်တက်အိုးခဏလေးနဲ့ဒီပလာကြီးရောက်ဒီချိန်လေးရောက်လာပါနော်ဒါလေးတော့တော်မိုက်ပါတယ်ရီဘတ်လုပ်လိုက်တာကဲဒီရေလိုင်းနဲ့တော့သတိမထားတော့ဘူးဆိုပေမဲ့ရော့သေးတယ်ဒီစူးကြုံကြီးတော်နာပါလေစူပလာတစ်စိမ်လေးကိုပဲယူပြီးပြန်ပါတယ်တခါတည်း4ခုဖြစ်သွားဟိုအပြေးစားမှာပြေးရင်တော့8ခုတက်မှာပါဒါပေမဲ့ကျွန်တော်ပြေးခဲ့ပါဆက်ပဲသွားပါလေဆက်တော့နေလာလေးဖြတ်မလို့လောက်ခဲ့ပေမဲ့လည်းဖြတ်တော့ပါကဲဒီ9ကလစ်ဆိုတဲ့ဟာလေးကိုအိုးတခါတည်း10ခုအပြေးဆက်မှာဆိုရင်တော့20တောင်တက်မှာဖြစ်ပါတယ်ကြည့်လိုက်ပါတော်တော်လေးကိုဖမ်းရတာမြန်ပါတယ်ကိုဖမ်းနေအိုးအမနီအောင်ဂျပူလေးကိုဖြစ်သွားပါကဲလေဘယ်တော့20ဆိုတော့စူပလိုက်သွားယူကြအောင်ကျွန်တော်စူလာ9ခုပဲလိုတာဆိုပေမဲ့ကျွန်တော်ဒီတစ်ခါလာပါယူဖြတ်မယ်ဆိုရင်ဆုံးဖြတ်လိုက်ပါတယ်လာပါယူဖြတ်ခဲ့ပေမဲ့ရှေ့ကတော့မသွားခဲ့ပါဘူးကျွန်တော်နောက်ထပ်9ခုလည်းစုရမှာဖြစ်ပါတယ်9ခုရရင်တော့ဟိုရပါတယ်တခါတန်းဘယ်ပါလဲတခါတန်းမသိပါမေ့ပါပိုင်းကဲဒီရေတိုင်းလေးတော့အေးဆေးလေးပဲစူးကြုံလည်းအေးဆေးနေသေးရပေါ့ကျွန်တော်စူလာ10ခုပဲယူခဲ့ပြီးတော့သွားပါတယ်
အဲ့ဒီမှာဘတ်တွေအောင်မားနေပါတယ်လို့ကဲ15တစ်ခါတက်ရင်30ကျွန်တော်ဆိုရင်30ဟိုပြေးသက်ပါမှာဆိုရင်60တောင်တက်မှာပြောအိုးဦးလို့ဖောက်လိုက်တယ်မြေခွေးပဲပေါက်ပါတယ်ထပ်ဖောက်တယ်မြေခွေးပဲပေါက်ပါတယ်အဲ့နဲ့အကောင်းဆုံးအကောင်တွေကိုပဲထားခဲ့ပါတယ်လို့ကဲအော်ရာဖမ်းမှာပဲဖြစ်ပါတယ်တစ်ခါတက်ရင်60ဆိုတော့တော်တော်လေးကိုမြန်သွားပါတယ်ဖမ်းရတာလည်းမကြတော့ပါဘူးကဲကျွန်တော်အမှဖမ်းခဲ့ပါတယ်ကျွန်တော်လားဘယ်သူတော့မသိဘူးစိမ်းရောင်ကြီးဖြတ်သွားပါတယ်ဟိုကောင်မဲ့နေမှာပါကျွန်တော်အော်ရာလောက်ဒီမရှိသေးပါဘူးကဲအိုးအော်ရာနေရောင်ကြီးဖြစ်သွားပါပြီကျွန်တော်ကတော့ကဲပြေးပါတယ်ဖမ်းပါတယ်ဖမ်းပါတယ်နော်ဖမ်းရင်နဲ့ဘယ်ထိရောက်သွားလဲတော့မသိပါဘူးဖမ်းတာပါဖမ်းနေပါလေလို့တခါတည်း60ဆိုပြေးရတယ်တော်တော်မြန်သွားပါတယ်ဖမ်းရတာပြောတာကျွန်တော်ကြားဖမ်းခဲ့ပါတယ်အဲ့နေရာမှာဒီကင်းဘရိုတို့သွားဆောင်မယ်ဆိုရင်တော့တချင်းသာပါပါလိမ့်မယ်ကျွန်တော်တချင်းသာနေကိုပိတ်ထားတာပါအခုကတော့သွားကြည့်ပါမယ်ကျွန်တော် channel ဘေကွန် channel လို့လည်း like subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ကဲသွားပါပြီအိုးရေလမ်းဖြုံတော့ rainbow aura နဲ့ပဲဖြစ်ပါတယ်ကဲလာပါလဲဖြုံတော့ပါဦးကဲစိတ်ငွေတွေဘက်ကိုပြေးတယ်ပလိန်ပြေးတော့ရပါတယ်ဟိုပြေးပါတယ်ပလိန်ကဲ stage 6ဒါတော့စိတ်မရှိလို့စလိုက်သွားပါတယ်လို့အသွေးပြအောင်စောင်းနေစောင်းပြီးတော့ပြေးပါတယ်ပြေးမြောင်အနည်း50ပဲယူခဲ့ပါတယ်ပြီးတော့တခါတက်ရင်50ဝယ်ခဲ့ပါကျွန်တော်တရားဟိုပြေးတဲ့နဲ့ပြေး200တက်မှာပေါ့နော်အဲ့ဒါနဲ့ဒါလေးထပ်ဖောက်မယ်ဆိုပြီးဖောက်လိုက်တာဘာပေါက်သွားလဲဆိုတော့မြေခွေးလေးပဲပေါက်ပါတယ်အမြေခွေးလေးကောင်းပါတယ်တာမမြေခွေးတာဆိုင်တော့ဟိုတခါတက်ရင်200ဗျချိုးလာတခါတက်လို့ရတော့တခါတက်200ဆိုတာနဲတဲ့ပမာဏမဟုတ်ပါဘူးအဲ့ဒါကျွန်တော်ဖန်နေကဲအော်ရာပြင်းသားတခါတက်နေရဆိုနေတဲ့ပုံမှာအိုးအမဘလာကြီးကောက်ဖြစ်သွားပါတယ်ဘလာကြီးအိုးနောက်ကနေလဲအော်ရာမိုင်စားတွေနဲ့တွေ့နေတယ်ဒီဘက်ကတော့3000လာပါလားညာမသိပါကဲကျွန်တော်သွားတယ်လာပါဦးတော့မဖြုံတော့ဘူးနော်လာပါကျွန်တော်ကကလေးကစားစရာလေးဖြစ်သွားပါပြီအရှိကစိမ်းအောင်ပလိုင်းနဲ့တွေ့တယ်သူဆိုမိုက်ပါတယ်ပေါ့နော်သူဆိုအနိုင်ဖြုံတော့ပါကျွန်တော်လည်းသူ့လိုလိုက်လို့နေပါနဲ့ကဲဒါကြတော့သွေးပြည့်အောင်လုပ်ပြီးပြေးနောက်ဆုံးတော့လည်းရခဲ့ပါတယ်ကဲရှေ့ရဟောတော့ကျွန်တော်မြူခဲ့တော့ပါဒီလောက်မှကျွန်တော်ကျင်းနေလိုက်ပါတယ်ကဲအဲ့ဒါနဲ့မွေလို့မရသေးဘူးနောက်တော့650တော့လိုသေးတယ်ဆိုပြီးတော့စပင်းဝင်လေးလဲခဲ့ပါတယ်စပင်းဝင်လေးဘာပေါက်သွားလဲဆိုတော့စူပလတ်10ခုပဲပေါက်ပါတယ်အားလုံးပဲဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါအားလုံးပဲဘိုင်းပါ